မင်္ဂလိ3ရင်မွေတဲ့တစ်ခွာပန်းအနံလေးပါတဲ့ရင်မွေတစ်ခုကိုပြပေးမယ် Gucci ကထုတ်တာဗျာ Gucci Flora Gorgeous Orchid လို့ခေါ်တယ်နှုတ်လေးရဲ့ရှင်းရှင်းလေးပဲဒီရင်မွေထဲမှာဆိုနှုတ်3မျိုးတည်းပဲပါတယ်အဲ့ Vanilla Orchid လို့ခေါ်တဲ့ Orchid တစ်ခွာပန်းအနံရယ်နောက်ပြီးတော့ Vanilla ရယ် Ozone နဲ့လို့ခေါ်တဲ့သူ့အချိုတွေကိုထိမ့်ဖို့ပေါ့ဗျာအဲ့ဒါကိုရောထားတာတော်တော်လေးကိုချစ်စရာကောင်းတယ်ဗျာမိန်းကလေးတော်တော်များများနဲ့လိုက်တယ်ချစ်စရာကောင်းတယ်ဆိုတဲ့အပိုင်မျိုးရခြင်းဒါလေးကိုစွတ်ပေါ့ဗျာအထဲမှာပါတဲ့ ozone နဲ့ဆိုတဲ့နှုတ်ကဘလို့ရတာပေးလဲဆိုရင်တဘာဝဆန်တယ်တဘာဝကနေတိုက်ခတ်လာတဲ့လေပြေလေညင်းလေးကိုအဲ့လိုမျိုးပုံစံအရတာမျိုးရတယ်ကျွန်တော်ဆိုတော့ဟိုနှုတ်တင်နဲ့ပေါင်းလိုက်တဲ့ခါကျရင်ကျွန်တော်စိတ်ထဲမှာကြိုက်စားခြင်းစိတ်တောင်ဖြစ်မိရပြသူ့ရဲ့နံလေးကနည်းနည်းချိုတာလေးရောပါတာကိုလက်ခံနိုင်တော့ဒီနံကိုကြိုက်လိမ့်မယ်အရင်ချိုရွဲနေရတော့မဟုတ်ဘူးဗျာတစ်ခွာပန်းဆိုပြီးတော့အရင် fresh ဖြစ်ပဲထင်နေမှာဆိုလို့နည်းနည်း vanilla နဲ့ပြန်ပေါင်းထားတဲ့အခါကျနည်းနည်းတော့ချိုတယ်အဲ့လိုတခုတော့ရှိတယ်ဒီနံလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းလဲဆိုတော့ဒီလိုတိမ်ကြီးပိုင်းနေပေးရတဲ့ plain ကြီးတွေကနေဒီလိုမျိုး10 ml ဆိုတဲ့ဒီကန်နဲ့လည်းခွဲရောက်နေနောက်ပြီးတော့ဒီလိုမျိုး30 ml လည်းခွဲရောက်နေဒါကတော့50 ml ပေါ့ဒီမှာ size ကိုမြင်အောင်ပြထားပေးတယ်မန်းလေးမျိုးဆိုအရင်ငွေချရပြီးတော့မန်းလေးတစ်မျိုးရဲ့လွယ်လို့ဂျန်မျိုးအားလုံးငွေချလွှဲရပါတယ်131 60 61မန်းလေးကျွန်တော်ရဲ့ဆိုင်မှာအနှက်နေစမ်းပြီးတော့လာဝယ်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်